ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီကဒီ hot RC ကကျတော့ channel 10ခုပါတယ် channel 10ခုတစ်ကနေ30အတော်အတွင်းမှာသူကသုံးထားတဲ့ပုံနဲ့ကျွန်တော်ထင်တာပေါ့နော်ဒီကောင် speed အတင်အချကို1 channel ရယ်ပြီးတော့ဒီဘက်က row လောက်တဲ့ဟာတစ်ခုရယ်ပြီးတော့ဒီဘက်က rolling နဲ့ဒီဘက်က pick up and down အဲ့ဒီကောင်1 channel 1 channel 2 channel 3 channel 4 channel ဆိုပြီးတော့ထည့်ထားတယ်ပြီးတော့ဒီဘက်ကဒီ switch clock လေးတွေကြတော့ channel တစ်ခုစီအတွက်ဒီမှာ1 2 3 4 5 6 8 9 10သူရဲ့ clock အကုန်လုံးပေါင်းမယ်ဆိုလို့ရှိရင်ဒီကောင်မှာ2ဒီကောင်မှာ2 4 5 6 8 9 10 10ခုဆိုလို့ရှိရင်အဲ့ဆိုလို့ဒီကောင်လေးတွေကြတော့ဒီကကျွန်တော်ထင်တယ်ဒီကောင်ဒီ joystick တွေကိုတုံးနေလောက်တဲ့ကောင်တုံးနေရှာတာဒီကောင်ကြတော့ slash ဒီကောင် up down ပြီးတော့ဒီကောင် back သူရဲ့ပုံစံအရာဆိုလို့ရှိရင် back up down slash mode ဒီကောင်တွေကတော့ဒီ joystick တွေဒီ servo တွေအတွက်ဒီကောင်တုံးနေလောက်တဲ့ပုံစံထင်တယ်ဗောနော်ဒါလို့ဆိုကျွန်တော်စမ်းကြည့်လိုက် power on ခွဲလိုက်ဆိုလို့ရှိရင်ဒါတော့ကျွန်တော်စမ်းပြီးသွားပြီမို့လို့နေ့ကရောက်လာတော့ကျွန်တော်ဖွင့်ကြည့်ထားတယ်ဆိုတော့ဟိုအဲ့ဒါကိုကျွန်တော်စမ်းကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်တော့တာမန်မို့အဲ့တော့ဆက်ဆုံးဘာမှမလုပ်ရသေးဆိုလို့ရှိရင်သူက China နဲ့ Chinese နဲ့ဒီ English language နှစ်ခုရွေးခိုင်းတယ်အဲ့ကျွန်တော် English ကိုရွေးလိုက်တာပါနော်ဒီမှာတော့လောလောဆယ်ဒီ control လောက်တယ်သူက1000ကိုစမ်းသပ်ထားပြီးတော့1000ဒီဘက်ဆိုရင်အလယ်မှာ1500ဒီဘက်ဆို1000ဆင်းတယ်ဒီဘက်ဆို2000ဒီကောင်ဆိုလို့ရှိရင်အတက်ဒါဆိုအတက်အဆင်းဒီကောင်ကြတော့ rolling and pick at down ဒီကောင်တစ်ခုချင်းစီပါနော်ဆင်းမယ်တွားမယ်ဆင်းမယ်တက်မယ်ဒီကောင် motor speed မြင့်မယ် motor speed ရော့ဆင်းသွားမယ်ပြီးဒီကောင် rolling လုပ်မယ်ဒီကောင်ဟုတ်ရတော့display screen ဒီ screen sleeve ကိုကြတော့10 မိနစ်မှထားတာတယ်ဟိုအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ setting mode ကိုဆိုကြည့်လိုက်ပါ setting mode သွားမယ်ဆိုလို့ရှိရင်ဒါပဲဒီကောင်နှိပ်လို့ရှိရင်ဒီကောင်လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါတော့ဒီ joystick နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒီနှစ်ခုခြိုက်တဲ့ကောင်နှိပ်ဒီ joystick နဲ့ပတ်သက်တဲ့ဟာတွေပဲပေါ်လာဒီ channel တွေဒီ servo channel တွေ on off လောက်တာလေဒီ on off channel ရ10ခုဆိုတော့ဒီကောင်ဆိုအလဲမှာစပါရှိပြီးဒီကောင်ဒီအောက်ဆုံးကဒီကောင်ကြတော့အောက်ဆုံးကservo အနေနဲ့ကိုတက်ထားတဲ့ servo တွေရဲ့ degree အတိုင်းအဆောင်ဒီကောင်ထိန်းချုပ်တာပြောပြရတယ်ဗောနော်1500ပုံမှန်ဒီကောင်လည်း1500ပုံမှန်ထားကျန်တဲ့တွေအကုန်လုံးတော့ပဲပြန်ထားဒီကောင်ပြန်ချစမ်းဟုတ်ပြီဆိုလို့ချင်းပြန်ထွက်အဲဆိုလို့ချင်းဒီ slam mode လေးကိုဝင်လိုက်မယ်ဆိုလို့ချင်းဒီကောင်ပြန်ထွက်လာဒါလေးကိုနှိပ်လိုက်မယ်ဆိုလို့ချင်းအဲ့မှာ turn ပါမယ်ဒီ setting mode ထဲမှာတခြားနှိပ်လိုက်မယ်ဆိုရင်ထပ်ပြီးနှိပ်မယ်ဆိုလို့ချင်းသူကဒါဒီ joystick နဲ့ပတ်သက်တာသူကထပ်ရွေးခိုင်းတယ်ဒီ channel တစ်ခုချင်းစီရဲ့တုံးပုံစံလို့ပြောရမှာပေါ့ဒီကောင် channel တုံး channel 1 on off ပုံစံမျိုးလာတာမသိဘူးနော်လောတဲ့ဒီကောင်ကျွန်တော်မစမ်းကြည့်ရသေးဘူးဘတ်ထွက်မှာဒီကောင် range ကိုရွေးလိုက်မယ်ဒီကောင် channel အားလုံးတက်ကနေ30ထိ
channel range ရှာခိုင်းတော့ကျွန်တော်ဒီကောင် short ကျင်တယ်ဆိုလို့ရှိရင် slam လောက်ပြီးလို့ရှိရင်ဟောဒီမှာ short ဆင်သွားလို့ရတယ်ဒါပေမဲ့လောအကုန်လုံး100 full ပဲ range ကို full 100ပဲထားတယ်ပြီးရင်ပြန်ထွက်လိုက်မယ်ဆိုဒီကောင်ကျ5တုံးနေဒီကောင် joystick ရဲ့တုံးနေလောက်တယ်လို့တော့ထင်တယ်ဗောနော် joystick အခုလို့ဆိုကျွန်တော်ဒီ joystick တွေအကုန်လုံး0ဆိုရင်ကျွန်တော်0မှာသတ်မှတ်ထားတယ်ဟိုဒီမှာအကုန်လုံး0 plus 0အဲ့ဒါကိုမှကျွန်တော် minus ထားခြင်းလားပါထားခြင်းလဲဗောဒီ channel 1 channel 1ဆို channel 1အတွက်သူသတ်မှတ်ထားတဲ့ level ရောက်မှပဲအဲ့ဒီ channel တစ်ခုရဲ့ joystick ကအလုပ်လုပ်မယ်ဒီ switch clock တွေအလုပ်လုပ်မယ်အဲ့လိုသဘောမျိုးပေါ့အခုလို့ဆိုကျွန်တော်4လောက်မှကျွန်တော်ထားခဲ့ပြီးတော့ select ထားပြီးတော့ပတ်ထွက်ကြည့်လိုက်မယ် channel 1 ဘယ်မှာလဲတော့မသိဘူးနော်ဒီဘက်မှာ channel 1ဒီမှာ ch1 ဆိုပြီးတော့ရေးထားတယ်အဲ့တော့ဒီ channel ကိုကစားကြည့်တယ်ဒီမှာတွေ့လားအစာပန်းအကုန်လုံးက1500ခုနကျွန်တော်ထားခဲ့တာအပေါင်းလေးတို့အပေါင်းအနှုတ်လေးတို့ထားခဲ့တော့သူရဲ့ channel မှာ display မှာ100နဲ့1504ဆိုပြီးပြောတာအရင်ကဆိုလို့ရှိရင်2000အတိအခု2004ဖြစ်သွားတယ်ဒီ channel 1ကိုကျွန်တော်ပြောင်းခဲ့တာအဲဒီ channel 1ပြောင်းမယ်ဆိုလို့ပြန်ပြောင်းမယ်ဆိုလို့ရှိရင်ပြန်သွားဒီနေရာမှာတွေ့လား channel အပေါင်း4ဆိုလို့ရှိရင်အဲ့ကောင်ကျွန်တော်ပြန်ပြီးရွေးပြီးလို့ရှိရင်ဒီ0မှာပဲပြန်ထားခဲ့အောင်အကုန်လုံးပြီးရင်ပြန်ထွက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ1500သူရဲ့ channel 1500ပြန်ဖြုတ်ပါတယ်1000 1500 2000ဒီကောင် channel 3မှာဆိုလို့ရှိရင်ဒီကောင် joystick သွားနေလို့နော်ဒီကောင်1000ပေါင်းမှာဒါ1500အကုန်လုံးပေါင်းမှာဆိုလို့ရှိရင်ပြန်သွားဒီ setting mode ထဲမှာပဲဒီ ch ဒီမှာ definition နဲ့ define လား default လား default လို့တော့ရှိတာဒီကောင်ကျတော့ channel တွေကို search လုပ်တာဟိုဘက်ဒီဘက်ဥပမာဒီ channel 5ကိုကျွန်တော်အခုလို့ဆို SW SWA ဆိုတာဒီမှာဒီဘက်အပေါ်ဆုံးအကောင်သူကဒီမှာရှိတာ SWA SWB သူအဲ့လိုမျိုးဒီက SWC ကိုကဒီ cloud တစ်ခုချင်းစီကိုဘယ် mode မှာသူပြောင်းမလဲဆိုတာမဟုတ်ပါထပ်ပြောင်းလို့ရတယ်ပါအခုလို့ဆိုဒီ channel 5က SWA ဒီထဲမှာသွားရတာ channel 5ကဒီထဲမှာအဲ့ဒါကိုဒီ cloud ကို channel 6ကိုပြောင်းလိုက်မယ်ဆိုရင်ပြောင်းလို့ရဆွဲလုပ်လို့ရတယ်နော်အဲ့လိုချင်းကြပြောင်းကြည့်မယ်အခုလို့ဆို SWA B ဖြစ်သွားပြီ C ဖြစ်သွားပြီ D ဖြစ်သွားပြီ VRA ဆိုလို့ရှိရင်ပြန်ချိန် SWA normal mode ကိုဒါပုံမှန် mode ပြန်ချိန်လိုက်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ position တွေဒီ joystick တွေဒီ9ကနေ10ဒီ9ခုပေါ့1 2 3 4 5 6ဒီ6ခုအကုန်လုံးစုစုပေါင်း6ခုရှိတယ်5 6 8 9 10 6ခု6လမ်းဒီ6လမ်းကိုလိုချင်တဲ့နေရာမှာ position ပြောင်းချိန်လိုက်လို့ရပါဆိုလို့ရှိရင်ဒီကပြန်ထွက်ပြီးတော့ဒီထဲမှာဘာမှမရှိတော့ဆိုလို့ရှိရင်ဒီ setting mode ကနေထွက်လိုက်မယ်ပြီးရင်ဒီအောက်ကဒီမှာလည်းနောက်ထပ်ဒီကောင်ကြတော့ဒီ joystick တွေ switch clock တွေအကုန်လုံးကိုတုံးနီးလောက်တဲ့နေရာဖြစ်မှာဒီကောင်ကြမှာဒီကောင် setting နဲ့ဒီ setting နဲ့ ESC ကိုထားမဲ့ ESC ဆိုလို့ရှိရင်မယူလိုက်တဲ့ ESC ဒီ joystick motor speed အတင်အချကိုဘယ် joystick မှာထားခြင်းလဲသူကအခုလို့တော့ဆို default ကကြတော့ left joystick left မှာရှိတယ်အဲ့ဒါကဘယ်မှာပြောင်းခြင်းလဲ right ကိုပြောင်းခြင်းလဲဒီကောင်မှာဒီဘက်ကိုရောက်သွားsetting တွေပြောင်းတာပေါ့နော် TH R နဲ့ L နှစ်ခုချိန်တယ် TH DIR အလုံးဒါဘာသဘောလဲတော့မသိဘူးလားကျတော့ဘာမှမဆိုင်သေးဘူး
CCS ထဲမှာလည်းဒီ ESC ကစားဖို့ဘလို့အနေထားမှာထားခြင်းလဲအဲ့ဒီ club ကိုဒီဥမာ channel 3ပေါ့ channel 3အတွက်ဒီ SWA ကို on ဒီ club တစ်ချက်ကို on မှာဒီစစ်မုတ်ပြောမှဆိုလို့ရှိရင်ဒီကလုံခြုံရေးမုတ်လို့ထင်တယ်ဗောနော်လုံခြုံရေးမုတ်အတွက်ဆိုတော့ထားလိုက်တော့ဒီတိုင်းပဲသွား off စေပြီးတော့ဒီက radar လင်းပြန်နေအတောင်ပံနောက်မီပဲကိုညာကိုအဲ့ဒီ radar ကစားတဲ့ခါဆိုလို့ရှိရင်သူရွှေ့ခိုင်းတာဘယ် range 100%ဆော့မလား DR fan DR swap range ကတော့100%မှာရှိရပေါ့နော်ဒီက radar ဆော့တာ radar ဘယ်ညာဆော့ဖို့အတွက်ကိုအဲ့ကောင်ပြန်ထွက်ဒီကောင်ထမ်းတာပြီးလို့ရှိရင်ဒီ miss setting ကကြတော့အကုတ်တွေ miss လုပ်တာဟိုချက်ပိုင်းကကျွန်တော်မောင်းစောတဲ့အဲ့ဒီမောင်းကြည့်တဲ့အတောင်မှနှစ်ဖက်နဲ့ပေါ့ဟိုလိုပုံစံဟိုလိုကောင်းလို့ဟိုမှာထောင်းလိုက်အဲ့လိုပုံစံအဲ့ဒီကောင်ကြီး miss ကုတ်လောက်အဲ့အတောင်မှနှစ်ခုတည်းဘယ်ညာကိုတာတော့ auto စနစ်အနေနဲ့ဘယ်ကိုရင်ညာအတောင်မှပေါ်တဲ့ဆိုပေမဲ့ဒီအတောင်မှနှစ်ခုတပြိုင်နဲ့အပေါ်တက်အောက်ဆင်းလုပ်တဲ့ခါဆိုလို့ရှိရင်အဲ့ကောင် miss လုပ်ပြmiss ထဲမှာတော့ဝင်အခုလို့ဆို new miss တဲ့ဘာမှမရှိဘူးဒါကြည့်ရ menu ရဲ့ normal သဘောနေမှာ normal သဘောပြီးတော့မှဒီသူအမှ miss ရွေးပါမယ်ဒီလိုသွားရလို့ရှိရင် joystick နှစ်ခုတစ်ဖက်ထဲမှာဒီစာဘူးနှလုံးတစ်ပြိုင်နဲ့အလုပ်လုပ်တာဒီလိုကောင်းလို့တစ်ဖက်ထဲမှာစာဘူးနှစ်ခုတစ်ပြိုင်နဲ့အလုပ်လုပ်တာ channel 1 2မှာတစ်ပြိုင်နဲ့ miss ကစားတယ်ဒီအောက်ကအမီးနဲ့ကောင်ဆိုလို့ရှိရင်ဒါရိုးလင့်ပြောနော်ဒီကောင်တော့ရိုး pick ဒီကောင် pick up normal ဒီ slam mode တွေကိုအခုကျွန်တော်ရွေးလိုက်မှာဆိုလို့ရှိရင်ဒီမှာရွေးလိုက်ပြီး set up okay ဖြစ်သွားပြန်ထွက်လိုက်လို့ရှိရင်ဒီ joystick တွေဒီ rolling အတွက်ကိုပဲကြည့်အရင်နဲ့မတူတော့တစ်ခုတည်းကစားပြီးမယ်နှစ်ခုတစ်ပြိုင်နဲ့လိုက်ဆော့တာတစ်ခုတည်းဆော့တာအရင်ကတလိုင်းဆိုရင်တလိုင်းပဲတလိုင်းထဲမှာ channel တစ်ခုထဲမှာအတက်ဆင်းလူဒီကောင်လုံးလိုက်တဲ့ခါကျတော့သူကပုံသဏ္ဍာန်ပြောင်းသွားတယ် joystick တွေဒီကောင်တော့သူပုံမှန်သွားပြီးတော့ဒီမှာတွေ့လား rolling ပါလေ channel line တွေစာဘူးရဲ့ channel line ကစားတဲ့ဟာပြောင်းသွားဒီမှာဒီ pick လုပ်လို့ရှိရင် channel 2နဲ့4နဲ့ဆန့်ကျင်ဘက်တွေသွားဒီကောင်ကျတော့ direction တစ်ဖက်တည်းကိုသွားdirection တစ်ဖက်တည်းအဲဆိုလို့ရှိရင်ပြန်ဝင်ရောက်သွားပြန်ဝင်ပြီးတော့ဒီ miss setting ထဲမှာဒီကတင်ကာဆော့တယ်ဆိုလို့ရှိရင်ဒါတွေမလုပ်တော့ဆိုလို့ရှိရင်ကိုကပြန်ပြီးထွက်ရပါတော့ဒီ mode တွေအကုန်လုံးပြန်ထွက်ပြီးကို normal အရင်ပုံမှန်အတိုင်းပဲတစ်ခုချင်းစီ joystick တစ်ခုစီပဲဒီ channel 1နဲ့2တော့တစ်ခုစီပဲအလုပ်လုပ်ပြန်ရွေး set okay ဆိုပြီးအပြင်ပြန်ထွက်ဒီကောင်လည်းအဲ့ဒီခုန new channel ခုနကြတော့နှစ်ခုတည်းကို channel နှစ်ခုတည်း2နဲ့4လား3နဲ့4လားမသိဘူးဆိုတော့အခုကြတော့ဒီကောင်ကြတော့ကိုထားခြင်းနဲ့ possession မှာ PLC တဲ့ possession မှာအဲ့ဒါကိုရွေးဆော့ဒီမှာ channel 1ဆိုလို့ရှိရင်ကိုကဘလောက်မှလုံးချင်တယ်ဘလောက်မှ channel 1တက်လို့ရှိရင်အောက်က channel 3ကဘလောက်လိုက်ကစားချင်တယ် channel 4ဘလို့ဆော့ချင်တယ်ကိုကတော့ channel 1ကိုတော့ဒါမှ channel 2 3ရအလုပ်လုပ်ဒါကြတော့စာဘူးလေးနဲ့တကယ် real စမ်းမှပို့ပြီးအဆင်ပြေအောင်နော်
လို့ဆိုဘာမှမလုပ်တော့ဒီတိုင်းပဲပြန်ထွက်လာဒီကောင်ဒီတိုင်းပဲဒီကောင် ESC ရဲ့ channel 3မှာဒီကတော့ပုံမှန်ပဲပြန်ထွက်အောင်ဘာလို့ရှိတော့ပြန်ထွက်ပြီးတော့ဒီ wireless setting မှာဒီကောင် wireless setting ရတာရေးကြည့်တယ်ဒီ channel နဲ့ချိတ်ဖို့ဒီ channel နဲ့ချိတ်ဖို့ဒီ receiver ပေါ့ဒီ receiver လေးနဲ့ချိတ်ဖို့တော့အဲ့ကောင်ရွှေ့လိုက်မှဆိုလို့ရှိရင် pairing လုပ်ပြီးရင်ဒီ postbud လုပ် postbud မှာဒီ at alan ဆိုတာပါတယ်ပြီးတော့ booted ဒီ postbud မှာကျတော့ဒီ remove ရဲ့တစ်ခုကောင်းတာကျတော့ဒီကောင်မှာသူကဒီ return signal alan တစ်ခုပါတယ်ဒီ ESC တွေစာဖို့ရဒီမှာသုံးပြီးလို့ရှိရင်ဒီကနေ battery ရဲ့အပေါင်းအနှုံနဲ့ဒီကောင်မှလာပြီးတော့ဒီမှာတော့ကျိုးလေးတစ်ပင်ပေးတာဒီကျိုးလေးက battery အပေါင်းအနှုံမှာသွားထိုးပြီးတော့ဒီ channel မှာလာဆိုင်လိုက်လို့ရှိရင်လင်းအဲ့ဒီကိုထုံးမှဖြစ်ဖြစ်လင်းမှဖြစ်ဖြစ်အဲ့ဒီပစ္စည်းရဲ့ receiver ဖက်မှာရှိနေတဲ့ပစ္စည်းရဲ့ battery voltage ကိုသူကအလံပေးအဲ့ဒါကိုကဘယ်လောက်အလံမှာထားကြလဲ battery type က auto မှာထားကြတယ်ဒီ battery range ဆိုလို့ရှိရင်ဟိုမှာဒီ battery ရာခိုင်နှုန်းဘယ်လောက်မှာထားကြလဲပေါ့ဘယ်လောက်အနေအထားမျိုးမှာသူ့အလံပေးရင်ဒါဆိုလို့ရှိရင် auto မှာ 1s 2s 3s ဒါ battery type ကိုထပ်ရွေးရနော် battery type ဆိုတော့ဘယ်လိုအမျိုးအစားမျိုး custom cs ဟိုဘက်က receiver ဘက်မှာထားမဲ့ battery ရဲ့အလံ signal data အချက်ပြမှုတွေကိုဒီမှာအခုလောလောဆယ် battery auto type ပဲထားရတဲ့အလံ body range ဒီက RE ဆို range ဖြစ်ဘူးဗျ range မဟုတ် battery ရဲ့ဘာဆိုရလဲမသိဘူးလောဒီကတော့ current battery ဆိုမှဆိုလို့ရှိရင်အဲ့ဒီ receiver side မှာဘယ်လောက် voltage ရှိနေတယ်ဆိုတဲ့ဟာကိုသူကပြမှာအခုလောဆယ် auto ပဲထားတယ် postbud ပြန်ထွက်ပြီး pairing ရတော့ကျွန်တော်နောက်မှပဲသူချိန်မှာဟုတ်လားဒီ receiver မချက်ရသေးဘူးဒီ remove transmitter နဲ့ receiver နဲ့မချက်ရသေးဘူးအဲ့တော့ပြန်ထွက်ဒီက smart device ဒီ servo ပေါ့ servo ရဲ့ဒီ servo speed ကို330 Hz ပြီးတော့ servo angle ကိုကြတော့90 degree မှာ power ရပြီဆိုတော့90 degree မှာသူက stable standby အနေနဲ့နေပေါ့အဲ့လိုတော့ပေါ့ဒီကောင်ကြတော့ဘယ်မို့မှာသူကတော့ car mode TIR switch ဒီကောင်ဘာမို့ဒီလဲတော့မသိဘူးနော်ကျွန်တော်လည်းဒီကြမပြောတော့ဘူးအဲ့တော့ပြန်ထွက် smart device ဆိုတာဒီကောင်ကျွန်တော်ထင်တယ် drone လေးမှာဆိုလို့ရှိရင်တော့နည်းနည်းဆောင်းသွားရင် auto ပြန်ပြီးတော့ control ထိန်းပေးအဲ့လိုဒီ balance ဖြစ်အောင်ညှိပြီးတဲ့ MPU ပုံစံမျိုးဒီကောင် balance ဖြစ်အောင်ထိန်းပေးတဲ့စာပိုတွေကိုလင်းရဘလို့အနေထားရောက်သွားရင်ပဲစာပိုကဘလို့ပြန်ပြီးတော့ထိန်းပေးဆိုတဲ့သဘောမျိုးဖြစ်ဖို့များတယ်ဗျာကျွန်တော်ဒီကြမပြောတတ်ပါဘူးအခုမှပဲကလီယာမှာဆိုတော့ဗောနော်ပြီးရင်တော့ပြန်ထွက်ပြီးရင်ဒီမှာဒီကောင်ကြတဲ့ facet ဒီကောင်ရဲ့အဓိပ္ပာယ်ဘယ်လိုပြောပြုတ်ကြတဲ့အချိန်မှာစစ်ဖြစ်အောင် disconnected receiver error ဒီကောင် receiver နဲ့ control ပြောဆိုလို့ရှိရင်လင်းပြန်အဲ့လိုရှင်တစ်ခုခုပြန်တန်းလာလို့ဖြစ်ဖြစ်ကာသွားနေတဲ့အချိန်မှာဖြစ်ဖြစ် disconnected ဖြစ်သွားတဲ့အချိန်မှာစာပိုတွေကိုဘယ်လိုအနေထားမျိုးနဲ့ပဲ landing လုပ်ဖို့အတွက်လင်းဒီစီကပြန်နေတဲ့ disconnected ဖြစ်သွားအဲ့အချိန်မှာရုပ်တရက်တို့ဒီထိန်းချုပ်တဲ့လူကလည်းထိန်းလို့မရတော့အဲ့ခါကျတော့ရှင်ပြန်အဲ့ဒီလင်းမှာရှိတဲ့စာပိုတွေက ACC နဲ့မြေပြင်ကိုဖြည်းဖြည်းချင်းစဉ်းစားဖို့တော့ဘလို့အနေအထားမျိုးနဲ့စာပိုကိုနေပေးပါဆိုပြီးတော့
ကိုကလုံးတဲ့ပုံစံအဲ့လိုပုံစံဖြိုးလို့ရတယ်ဗောနော်ဒီကောင်က joystick ရတဲ့ဒီက joystick test တဲ့ဖြိုးလို့ရတယ် joystick test တဲ့different ပြီးပါဒါ joystick စမ်း with the joystick in the direction indicate ပြန်ထောင်းဒီကောင်ကထဲမှာတော့ဘာထွေထူးမရှိဘူးဒီကောင် reset ဒီကောင်က system configure channel display ဒီကောင်က system battery type auto remind လုပ်တဲ့ဟာ mode on လာတယ်ပြီးတော့ဒီကောင် English language ပြီးတော့ shut down ရပြီးတော့ဒီ set up lock ကို setting ချိန်ရတဲ့ mode တွေကိုမှတ်ထားအောင်လို့ပြောတယ် set up lock ကိုလော့ချလိုက်တယ်ဒီ remote ကိုလင်းမောင်းနေတဲ့ချိန်မျိုးတွေမှာဆိုလော့ချလိုက်တာဖြစ်လို့ရတယ်နော်ပြန်ထွက်ပါလို့ဒီကတော့ display LCD bright ကိုကြတော့ဒီကောင်80ရာခိုင်နှုန်းထားတာသူက auto ပါတယ် sleep bright ကကြတော့20ကြာချိန်ကြတော့ second 60ဆိုတော့10မိနစ်အတော်ဒီမှာဆိုလို့ရှိရင်ဒီကောင်မကင်ဘာမှမလုပ်ဆိုလို့ရှိရင်ဒီခလုတ်တွေကိုမစိုးဆိုလို့ရှိရင်ဒီ screen auto sleep ပြောအဲ့ဒီကောင်တော့အပါဒီကောင်တော့ဒီ set ရဲ့ ID တွေပေါ့ version 1.00 lead app version ကြတော့ 1.026 ဒီကောင်2025 February 13ရက်နေ့ကဆိုဒီကောင်တစ်နှစ်ဆုံးမရှိသေးရောနော်ဒီ version ထုတ်တာလေ9နာရီ10မိနစ်52စက္ကန့် February 2025ရပါတယ်channel J session ဒီတော့ဒီတော့လက်ရရှော့ဒီဘောဟာရ VR1 VR2 VR3 VR4 ကြောင့်ထင်တယ်ဒီက joystick ရဲ့ဆန္ဒကြတဲ့အနေထားကိုသူကဆန္ဒရှာတယ်ဒီကောင်လည်းဆိုလို့ရှိရင်ဒါမှဆန္ဒရှာကြမလို့ပုံမှန်ပြောလို့ဒီအရင်လောက်တဲ့ joystick တွေကဆိုလို့ရှိရင်သူက1325အဲ့1325ဆိုလို့ရှိရင်ဆန္ဒ X နဲ့ Y ရဲ့ဆန္ဒက512ခုလိုဒီကောင်လေးဆန္ဒဘာသဘောလဲတော့ဒီပါလားပြေးနေ2000ပြန်ထွက်ကျန်တဲ့ဘာထွေလို့မရှိဘူးပါကိုကဘာမှမလုပ်ချင်ဘူးဆိုလို့ရှိရင် reset ချလိုက်မှာဆိုလို့ရှိရင်ပြီးပြီဒီ set ခုလုံး reset ချမှာဆိုလို့ရှိရင်ခုလုံးကျတော့ဒီနေ့တော့ကျွန်တော်အချိန်မရတော့တဲ့အတွက်ကြောင့်မလို့ဒီ ESC လေးကိုESC တော့ဖြစ်ဒီ receiver လေးကိုကျွန်တော် connecting မလုပ်တော့ဘူးနော်နောက်နေ့ကြာမှာပဲဒီကောင် connecting လောက်တဲ့ဟာလေးနဲ့စာဖို့နဲ့ ES modern နဲ့ကျွန်တော်စမ်းပြမယ်ဟုတ်လားကျေးဇူးပါ